ကျွန်တော်တို့ပိုင်ပါမှာဒီလိုအပြာရောင်လေးနဲ့အမှန်ချစ်တဲ့နှစ်ခုပေါ်နေတယ်ဆိုလို့ရှိရင်ဒါဒီရဲ့စာကိုကြည့်ပြီးသွားပြီဖတ်ပြီးသွားပြီလို့အတိတ်ပဲရတယ်အလားတူပဲတစ်ဖက်ကပို့တဲ့ message ကိုလည်းကျွန်တော်တို့ကြည့်ပြီးသွားပြီဆိုလို့ရှိရင်တစ်ဖက်တားမှာပေါ့နော်ဒီလိုအပြာရောင်လေးနဲ့အမှန်ချစ်ပေါ်နေလိမ့်မယ်အဲ့လိုမတိစေချင်ဘူးဆိုလို့ရှိရင်ပိတ်လို့ရတဲ့နည်းလေးရှိတယ်အရင်ဆုံးကျွန်တော်တို့ဒီပြန်ထွက်ပြီးတော့မောတဲ့ဝင်လိုက်ပေါ့နော်မောတဲ့ဝင်လိုက်ဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ setting နဲ့ဝင်ပြီးသွားပြီဆိုလို့ရှိရင်ဒီ privacy တဲ့ဝင်ပြီးသွားရင်ဒီအပေါ်ဆုံးက online starter ထဲဝင်ပြီးသွားရင်ဒီနားလေးမှာ read receipt ဆိုတာလေးရှိရယ်ဒီနားလေးမှာပေါ့နော် off ဆိုတာလေးကိုနှိပ်လိုက်ရပါပြီအဲ့ဒါဆိုလို့ရှိရင်တစ်ဖက်ကပို့တဲ့အောင်လဲကျွန်တော်တို့အမှန်မချစ်တော့ပါဘူး